အားလုံးမင်္ဂလာပါဒီနေ့ဖာရာမာတင်ပြောပြပေးခြင်းတဲ့အကြောင်းအရာတော့ပိုယာမင်းကြီးတပါဆုံးတော်ပြီးရင်နောက်ထပ်ပိုယာမင်းကြီးတပါအတိမရောက်လာမချင်းပြန်မရွေးမချင်းဘာတွေလုပ်ဆောင်ရတယ်လဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဘဟုတုဒအနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်နံပါတ်1ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းအခုကမ္ဘာသဘောလွှားမှာကမ္ဘာစာမျက်နှာတွေမှာအားလုံးသိတဲ့အတိုင်းပိုယာမင်းကြီး Francis အရှင်တို့မြတ်ရဲ့ပြန်လွန်တော်မူခြင်းအကြောင်းတွေပဲအများပိုင်းတွေ့ကြရမှာဖြစ်တယ်ဒီပိုယာမင်းကြီး Francis အရှင်တို့မြတ်ဟာဆိုရင်ဒီဇင်ဘာလ18ရက်1936မှာမွေးဖွားပြီးတော့ဧပြီလ21ရက်2025ခုနှစ်မှာပဲဖခင်တခင်ရဲ့ပြန်လဲခေါ်တော်မူခြင်းကိုတင်ပိုက်ခြင်းကိုခံခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ပိုယာမင်းကြီးဆုံးပါခြင်းအတွက်1.3 billion ရှိတဲ့ကက်သလစ်ခရစ်ယာန်များအတွက်ဝန်နဲ့ပို့ဆွဲရတဲ့အချိန်လည်းဖြစ်ပါတယ်ဒီပိုယာမင်းကြီး Francis ဟာဆိုရင် AD 69မှာပေတရုနော်ရိုမာမြို့မှာနေရောပူရင်ရဲ့တပ်ဖြတ်ခြင်းခံပြီးတော့ဆုံးပါတော့တဲ့နောက်ပိုင်းမှာသူ့ရဲ့ပေတရုရဲ့ရရကိုဆက်ခံလာတဲ့ပိုယာမင်းကြီးတွေထဲမှာရိုမာမြို့ရဲ့ Bishop ဆရာတော်ကြီးတွေထဲမှာ166ပါမြောက်ပိုယာမင်းကြီးပဲဖြစ်ပါတယ်ဆိုတော့ကြောင့်အခုကျွန်တော်တို့ပိုယာမင်းကြီး Francis ကဆုံးပါတော့တဲ့ပိုယာမင်းကြီးအတစ်လည်းမရှိသေးတဲ့ကာလလေးမှာဘာတွေလုဆောင်ပြီးတော့ဘယ်လိုပိုယာမင်းကြီးအတစ်ကိုရွေးချယ်လဲဆိုတဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့ဖာဒါမာတင်ကပြောပြတော့မှာဖြစ်တယ်အဲ့ဒီမှာပြောပြခင်မှာပိုယာမင်းကြီးကလွန်တော်မူတော့တဲ့အချိန်မှာတက်တော်အဖြစ်88နှစ်ရှိပါတယ်သူမှာယောဂါတွေအများကြီးခံစားရတာကျွန်တော်မြန်မာအတုံးထုံးနေဆိုရင်တော့ဒီအသက်ကြီးရွယ်ယောဂါတွေပါတယ်လို့ဒီဦးနှောင်းအယောင်เนาะ stroke လို့ခေါ်တဲ့ယောဂါတွေလည်းအဲ့ဒါကြောင့်ပဲသူဆုံးပါတော့တဘာဝယောဂါတွေနဲ့ပဲဆုံးပါတော့တာဖြစ်တဲ့အကြောင်းကိုလည်းညာဝေပေးချင်ပါတယ်ဆိုတော့နံပါတ်1ပိုယာမင်းကြီးဆုံးပါတော့တဲ့အချိန်နဲ့ပတ်သက်ပြီးတော့ပိုယာမင်းကြီးပြန်အတိပြန်ရွေးချယ်တဲ့အကြောင်းအရာကြအဲ့ဒီနှစ်ခုကြားမှာကျွန်တော်တို့အနေနဲ့အပိုင်းတစ်ပိုင်းအနေနဲ့ကျွန်တော်တို့ကလေ့လာမှာဖြစ်ပါတယ်ပထမပိုင်းကကြတော့ဗာလဲဆိုရင်ပိုယာမင်းကြီးဆုံးပါတော့တဲ့အချိန်မှာကျွန်တော်တို့ဘာသူ့ရဲ့နာရေးကအရင်လုပ်ရမှာဖြစ်တယ်အဲကြောင့်နာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးတွေလုပ်ဆောင်တယ်လဲဆိုတဲ့ဟာလေးနံပါတ်1ပြောပြပေးချင်တာပေါ့နော်ဆိုတော့โอเคပိုယာမင်းကြီးတပါဆုံးတော့ပြီဆိုရင်နံပါတ်1သူဆုံးပါတော့တယ်ဆိုတဲ့အရာကို confirm ကာဒီနယ်ယဟန်အမတ်တာဝန်ရှိတဲ့ယဟန်အမတ်ကကာဒီနယ်တပါနေပြီးတော့လုံးဝကိုဒါ confirm သူကတရားဝင်ကြေညာရမှာဖြစ်တယ်အဲ့လိုကြေညာတဲ့အချိန်မှာသူကပိုယာမင်းကြီးဆုံးပါတော့တဲ့နေရာကိုတွားပြီးတော့သူကသူ့ရဲ့ baptism နော် baptism name ကိုခေါ်ပြီးတော့တုံးကျင်တုံးခါပိုယာမင်းကြီးနာမည်နဲ့ဥပမာPope Francis ဆိုပြီးတော့သူကခေါ်မှာမဟုတ်ဘူးပေါ့နော်သူရဲ့ငယ်တုန်းကဒီရယူခဲ့တဲ့ baptism name နဲ့သူရဲ့ကလေးနာငယ်နာမည်ပေါ့နော်ဒီသူရဲ့ငယ်နာမည်နဲ့ baptism နာမည်နဲ့တုံးကျင်တုံးခါကောင်းကောင်းကြားအောင်ခေါ်ရပါတယ်နော်အဲ့လိုခေါ်တော့မှသူကမထူတော့ဘူးမကြားတော့ဘူးမထုတ်တော့ဘူးဆိုရင်ဒါပိုယာမင်းကြီးဆုံးပါတော့ပြီဆိုတဲ့ဟာကိုအတီးယူရမှာဖြစ်တယ်အဲ့ဒါကိုလည်းပေးမှရှိတဲ့တက်တေတွေရနေပြီးတော့စောင့်ရမှာဖြစ်တယ်အဲ့ဒီမှာပေးမှသူမှာဒူတော့ခေါ်တဲ့အရာနော်အတန်ပေးမဲ့အရာပေါ့နော်အတန်တုံပုံစံမျိုးပေါ့နော်အဲ့လိုလေးလုပ်ရတဲ့အရာလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ပိုယာမင်းကြီးကတကယ်ဆုံးပါတော့တယ်ဆိုတဲ့ဟာကိုဒေချာဖို့သူတို့လုပ်ထားတဲ့အရာဖြစ်တယ်တခါတလေမှာတချို့လူတွေဆုံးပါတော့တယ်လို့ဒါပြောရတယ်နောက်9နာရီကြာရင်နောက်10နာရီကြာပြန်နိုးလာတာမျိုးဟာလေရှိတတ်တာဟောနော်အဲ့ဒါမျိုးတွေမဖြစ်ရလေအောင်ပိုယာမင်းကြီးတကယ်ဆုံးပါတော့တယ်ဆိုတဲ့ဟာကိုတရားဝင် confirm နော်ကတိအတင်းတို့ရဲ့ယဟန်အမတ်တပါရဲ့ဥဆောင်မှုနဲ့ဆရာတော်ယဟန်အမတ်တွေကနေပြီးတော့တာဝန်ရှိတဲ့လူကနေပြီးတော့ကြည်ပြီးတော့သူတို့ကနေပြီးတော့တရားဝင်ဆုံးပါတော့တဲ့အကြောင်းကိုတရားဝင်ကြေညာရပါတယ် alright ဒါပြီးရင်တော့ပိုယာမင်းကြီးရဲ့လုပ်ငန်းစဉ်ဟိုတည်းများအခန်းတွေအားလုံးသူအလုပ်လုပ်တဲ့နေရာအားလုံးကိုတစ်ခါတည်းနဲ့ check ပေးရပါတယ်เนาะတဘောကတော့ပိုယာမင်းကြီးရဲ့လုပ်ဆောင်ချက်တွေအားလုံးနေကုန်းချုပ်သွားပြီเนาะဒီလက်ရှိပိုယာမင်းကြီးရဲ့လုပ်ဆောင်ချက်တွေအားလုံးကနေကုန်းချုပ်သွားပြီနိုင်ငံရေးရာမှာဖြစ်เนาะ Vatican City နဲ့လူမှုရေးရာမှာဖြစ်ပါရမဆိုပါတာရေးရာမှာဖြစ်အားလုံးခြုံငိမ့်သွားပြီဆိုတော့အကြောင်းဟာကိုပြဖို့အနေနဲ့ကျွန်တော်တို့ဒီ Vatican မှာပိုယာမင်းကြီးရဲ့ယုံကိုလုံးဝ check ပေးရတာဖြစ်ပါတယ်ဘယ်သူမှမဝန်တော့အောင်ပေါ့နော်တပွားတော့တရားရောက်ကဝန်တော့ပြီးတော့เนาะပိုယာမင်းကြီးရဲ့ဒီအတုံးလက်မှတ်တွေနဲ့ဖြစ်တခုမဟာယောနဲ့စာတန်တွေထုတ်ပြမိမှာစိုးရင်ရတာပါညာပေါ့လေအဲ့ဒါတွေကြောင့်ဖြစ်တယ်ဟုတ်လားဆိုတော့အဲ့တော့ပိုယာမင်းကြီးဆုံးပါတော့တာနဲ့သူတို့ဘာလို့ရတယ်လဲဆိုရင်เนาะပိုယာမင်းကြီးရဲ့ let's swat ပေါ့เนาะlet's swat ကိုသူလက်မှတ်ထိုးတယ် let's swat ရဲ့သူရဲ့
ခေတ်စကားနဲ့ဆိုဒီတစိတ်တုံးလိုဟာမျိုးပေါ့နော်အဲ့ဒါတွေကိုသူတို့ကဖြောဖြက်ရပါတယ်ဖြက်စီးရပါတယ်တဘောကတော့ခုနဖာတာပြောတယ်လို့တဆုံတယောက်ကအဲ့ဒါကိုယူပြီးတော့အပိုရမင်းကြီးအသက်ရှင်နေသေးတယ်လို့နဲ့အဲ့ဒီလက်မှတ်တွေနဲ့အစာအတုတွေပါနေလို့မှာစိုးတော့ဟိုအဲ့ဒါမျိုးကိုလုံးဝမရှိတော့အောင်ဒီပိုရမင်းကြီးရဲ့ယုံတစိတ်တုံးလို့ပါတော့ပိုရမင်းကြီးရဲ့လက်စော့တွေပေါ့နော်ဒါတွေကိုဖြတ်သိမ်းရပါတယ်ဆိုတော့အကြောင်းအရာတွေပါတယ်ဒါတော့ပိုရမင်းကြီးကိုလွန်တော့တဲ့အကြောင်းတက်တည်ပြဖို့အရာနောက်ပါထဲမှာပါလာမလဲဆိုရင်နော် announcement and morning လို့ခေါ်တဲ့ဒီ day 1ဒါပိုရမင်းကြီးတပါဆုံးသွားလို့ရှိရင် day 1နဲ့ကြီးကိုချင်းဒါအတင်းတို့တစ်ခုနဲ့တကဘာလုံးမှာကက်တဲ့အတင်းတို့တစ်ခုလုံးအနေနဲ့1နဲ့ကြီးကိုချင်းကိုအထင်မှာကိုပြုတ်ရုပ်ရပါလေ9ရက်လောက်ကြာတယ်ပေါ့နော်အများဆုံး9ရက်ကျွန်တော်6ရက်9ရက်တော့စသဖြင့်ပေါ့နော်သူကိုလွန်တော့တဲ့ပြန်လွန်တော့တဲ့နေ့ကနေစပြီးတော့9ရက်လောက်ကြာပါတယ်ဆိုတော့အဲ့ဒီချိန်မှာဆိုရင်ဘာဖြစ်တော့တယ်လဲဆိုရင်ကက်သလစ်ဒါရနာတော့နိုင်ငံအသီးသီးမှာစီရင်စုတိုင်းမှာပိုရမင်းကြီးရဲ့ရုပ်ပုံ Francis ရဲ့အခုဆိုပိုရမင်းကြီး Francis ရဲ့ရုပ်ပုံလေးကိုဖះကြောင်းတိုင်းမှာအားလုံးထားပြီးတော့ဆရာတော်တွေဖြစ်ဖုန်းတော်ကြီးတွေဖြစ်မိစာတရားတခါစီအကုန်လုံးကဟောရမှာဖြစ်တယ်ဖုန်းကြီးတိုင်းကနော်စီရင်စုတိုင်းမှာဟောရမှာဖြစ်တယ်ပိုရမင်းကြီးရဲ့အတွက်ဝိညာဉ်အတွက်ဆုတောင်းပေးခြင်းကိုလုပ်ကြရပါတယ်တကဘာလုံးမှာတပြိုင်နက်နဲ့ဒါပိုရမင်းကြီးဆုံးသွားတဲ့ဒီသူ့ရဲ့စာပနာတရားဝန်စာပနာရောမမျိုးမှာမလုပ်ခင်မှာပဲဒါတွေကိုလုတ်ဆောင်ရပါတယ်နော်ဆိုတော့ဒါတော့တက်ဆိုင်တဲ့ကာဒီနယ်ယဟန်အမတ်တပါနေပြီးတော့အဲ့ဒီဟာတွေကိုဘယ်လိုလုပ်မယ်ဆိုတဲ့ဟာကိုကြီးညာရမှာဖြစ်တယ်ဒီကျွန်တော်တို့ရဲ့ကတိပါဒဝန်အားလုံးရဲ့ဝန်နဲ့ကြည့်ကိုရတဲ့အချင်းအခါတမယအကြောင်းကိုလည်းသူကတင်ဆက်ပြီးတော့အကြောင်းကြားမယ်ဖြစ်ပါတယ်โอเคဒါပြီးရင်တော့ဘာလို့လာမလဲဆိုရင်တတိယချက်အနေနဲ့ကဲဒီပိုရမင်းကြီးရဲ့စာပနာအခမ်းအနားနော်တရားဝန်ဒါနိုင်ငံ level နဲ့ Vatican City နိုင်ငံ level နဲ့ပိုရမင်းကြီးရဲ့စာပနာနော်အာတုပပေါ့မြန်မာပြည်နယ်ဆိုရင်နော်အာတုပကိုကျင်းပရမယ်ရက်စွဲတွေပဲချင်းလုံးမဲ့ပါညာကိုတရားဝန်သူတို့ကာဒီနယ်ယဟန်အမတ်တပါနေပြီးတော့တာဝန်ရှိတဲ့ကာဒီနယ်ယဟန်တပါကနေပြီးတော့ကြီးညာလာမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဧပြီ26ရက်မနက်10:00နာရီရိုမစံတော်ချိန်ပေါ့နော်အဲ့ဒီမှာပိုရမင်းကြီးရဲ့စာပနာကိုကျင်းပကြမှာဖြစ်ပါတယ်တရားဝန်ပေါ့နော်ပြီးတော့အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ဒီ3ရက်ကိုဒီပိုရမင်းကြီးဆုံးပါတော့တဲ့နေရာနေအခုဗာတီကန်ရင်ပြင်တို့ကိုပိုရမင်းကြီးရဲ့အလောင်းကိုလာထားမှာဖြစ်ပါတယ်ဒါတော့ state level နဲ့နိုင်ငံ level နဲ့ဖျားဖူးဆိုတာတဲ့ပေါ့နော်ပိုရမင်းကြီးကိုကာဝရပြုချင်တဲ့လူတွေအားလုံးတော့ချင်တဲ့လူတွေဖူးမြော်နိုင်အောင်เนาะ3ရက်တိတိသူတို့ပြပေးမှာဖြစ်တယ်အထားပေးမှာဖြစ်တယ်ပိုရမင်းကြီးရဲ့ခန္ဓာကိုယ်ကိုအလောင်းကိုဒီဗာတီကန်ရင်ပြင်တော်မှာပဲဒီသူ့ကိုအလောင်းသွားဖူးချင်တဲ့လူတွေပေါ့နော်ပြောတဲ့အလောင်းကိုသွားရောက်ဂါဝရပြုချင်တဲ့လူတွေအတွက်ထားပေးမှာဖြစ်ပါတယ်ဟုတ်လားဒါတော့ဒီသူ့ရဲ့စာပနာအခမ်းအနားတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးတော့အဲ့ဒီချိန်မှာ sorry နော်အဲ့ဒီစာပနာအခမ်းအနားမှာဒီမှာဆိုရင်ပိုရမင်းကြီးကိုကာဝရပြုမဲ့နိုင်ငံအသီးသီးခေါင်းဆောင်တွေရလဲသွားကြပြီးတော့ရိုမာမြို့မှာသွားစုကြတာဖြစ်ပြီးတော့တစ်ဖက်မှာလည်းနိုင်ငံလိုက်မှာရှိနေကြကာဒီနယ်တွေအားလုံးဟာဆိုရင်အဲ့ဒီမှာသွားရောက်ပြီးတော့ပိုရမင်းကြီးရဲ့အာတုပစာပနာအခမ်းအနားမှာသွားရောက်မိစားပူဇော်ဖို့ကာဒီနယ်တော်တော်များများတော့ဂျမ်းမာရေးချုပ်ရုံးတာလို့လို့အားလုံးသွားကြရတာဖြစ်ပါတယ်နော်တခြားလူတွေရောစီဆယ်တွေရောဖုန်းတော်ကြီးတွေဘယ်သူမှမဆိုသွားရောက်လို့ရပါတယ်ကာဒီနယ်တွေကတော့လုံးဝကိုသွားရတဲ့အပိုင်းမှာရှိပါတယ်ပေါ့နော်သူတို့သွားရမယ်အရာလည်းဖြစ်တယ်ဆိုတော့ဒါပြီးရင်တော့သူ့ရဲ့ funeral ကိုဒါရိုမာမြို့မှာပဲအခုဆိုရင်တော့ AB 26ရက်နေ့မနက်10:00နာရီမှာ2025ခုနှစ်မှာဂျင်းပါပြီးတော့အဲ့ဒီမှာပဲမြုပ်နှံခြင်းကိုသူတို့လုပ်မှာဖြစ်ပါတယ်အဲ့ဒီမြုပ်နှံခြင်းကိုလုပ်တဲ့အချိန်မှာပိုရမင်းကြီးတို့များတော့ပေတရုရဲ့မြုပ်နှံခြင်းခံရတဲ့ Vatican City ရဲ့အောက်မှာဖခင်ကျောင်းဒီ Saint Peter Basilica လို့ခေါ်တဲ့ဖခင်ကျောင်းတော်ကြီးရဲ့အောက်မှာမြုပ်နှံလေးရှိကြပါတယ်ဒါပေမဲ့ဒီပိုရမင်းကြီးတချို့တွေကကြတော့ရိုမာမျိုးပဲနောက်ဖခင်ကျောင်းမှာနော်ဖခင်ကျောင်း4-5လုံးလောက်ဒီရှိသေးတယ်နော်အဲ့ဒီမှာတွားပြီးတော့အခုပိုရမင်းကြီးကတော့သူ့ရဲ့တည်တန်းစာထဲမှာငါတော့ဒီမေရိုမာရီယာနာမည်နဲ့ပေးထားတဲ့ဖခင်ကျောင်းမှာပဲကျွန်တော်မြုပ်နှံခြင်းခံခြင်းပါတယ်ဆိုပြီးမှသူ့ရဲ့တည်တန်းစာဆိုတာတဲ့ပေါ့နော်သူတည်တဲ့အချိန်မှာပြန်မှာမြုပ်ကြပါဆိုတဲ့သူ့ရဲ့အစာထဲမှာရေးခဲ့တာဖြစ်တဲ့ကြောင့်
အဲ့ဒီမှာပဲတော်မြုံကြမှာဖြစ်တယ်ဗာတီကန်ဗီဒီယိုရဲ့မြုံနှံချင်းခံရတဲ့နေရာမှာမြုံနှံကြမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုနဲ့ဒီအာတုဘကိုစီကာဆိုတာနဲ့အားလုံးကက်သလစ်ကဘာတုဘအသားများအားလုံးကဘာလောကကြီးကနေပြီးတော့ပူရမင်းကြီးရဲ့အာတုဘကိုကျင်းပပေးပြီးတဲ့နောက်မှာခုနပြောတဲ့တကြိုချင်းကိုသူတို့ရုပ်တဲ့အချိန်မှာထူးခြားတဲ့အရာတွေကပူရမင်းကြီးရဲ့နာမည်နဲ့သူ့ရဲ့ရက်စွဲတွေပဲချင်းကပူရမင်းကြီးဖြစ်တဲ့ပဲချင်းမှာကိုယ်လွန်တော့တဲ့အစာ document ပေါ့နော်အရေးကြီးတဲ့အရာကိုဒီသူ့ရဲ့ along that တာနဲ့သူတကွာတေချာသူတို့ထိန်းထားရပါလေထည့်ထားရပါတယ်ပေါ့လေနော်ဆိုတော့တဘောကတော့နောက်မှာသူတို့ပြန်ရှာဟိုမှာယဟန္တာဖြစ်လာဖို့ဖြစ်ဖာဒအထင်ပေါ့နော်ပြန်တူးဖို့တဲ့အချိန်မှာအိုးဒါဘယ်သူပူရမင်းကြီးဘယ်တော့ကဘယ်လိုပဲခုနှစ်တုန်းကသူကကိုယ်လွန်ပြန်လွန်တော့တဲ့ပူရမင်းကြီးစတဲ့ဖြစ်တည်နိုင်ဖို့ဥမာရုပ်ဆော်ဆုံးမျိုးရိုင်းငင်းငါလှုပ်ပြီးတော့အဲ့ဒီနေရာတွေအကုန်လုံးပျက်စီးကိုယ်အပ်သွားပြီးပါဒီဖြစ်ခဲ့ရင်တောင်မှတနေရာမှာအဲ့ဒီသူတို့တေးချလေးလုံးဝမြေလဲမချလဲမစားနိုင်တဲ့အရာနဲ့လုတ်ထားတယ်เนาะအဘူးနဲ့သူတို့ထိန်းထားတဲ့အဲ့ဒီမပူရမင်းကြီးရဲ့အထုပတိကိုရေးထားတဲ့အရာထဲမှာထည့်ပြီးတော့အလောင်းနဲ့တခါတည်းထားတဲ့အချိန်မှာအလောင်းနဲ့မပါလာတဲ့ဝန်တောင်မှအဲ့ဒါကိုတနေ့တစ်ချင်းမှာပြန်တူးဖို့တဲ့အချိန်မှာတောင်မှဒါဘယ်သူအကြောင်းလဲဘယ်သူလဲဆိုတဲ့ဟာကိုသူတို့ကဒီမြင်တာမှာသိနိုင်မှာဖြစ်ပါတယ်တစ်ဖက်မှာလည်းပူရမင်းကြီးရဲ့အလောင်းကိုဒီတစ်သားနဲ့เนาะအုတ်ဘယ်လိုပြောမလဲအုတ်ဆိုတာအင်္ဂလိပ်လို့ဆိုရင်ပါလဲဆိုရင်ကျွန်တော်တို့ကနာမည်ကတော့မြန်မာလို့ဆိုဘယ်လိုလဲမသိဘူးเนาะဆိုတော့အဲ့ဒီအတစ်မှာမျိုးအစားတစ်ခုနဲ့ပြင်တဲ့ကိုလဲပူရမင်းကြီးအလောင်းကိုလို့ပြင်မှာအပြင်မှာကိုတန်ထဲမှာထားပြီးတော့တေချာခိုင်အောင်လုံအောင်တို့ဇီးတေချာလေးကိုပိတ်လုံပိတ်ထားကြရတာဖြစ်ပါတယ်เนาะတဆုံတူကနေပြီးတော့ခိုးယူလို့မရအောင်လူယူတော့ဖြက်စီးလို့မရအောင်ပေါ့เนาะစသဖြင့်ဒါပူရမင်းကြီးတွေရဲ့အာတုဘနဲ့ကျွန်တော်တို့ရဲ့သူတို့ရဲ့စာပနာအခမ်းအနားနဲ့သူတို့ရဲ့နောက်ဆုံးလောကခရီးဖြစ်တဲ့အာတုဘမြုံနှံခြင်းအစီအစဉ်လေးတွေဖြစ်တယ်ဒါပြီးရင်တော့ပူရမင်းကြီးရဲ့အတိတ်ကိုရွေးချယ်ဖို့ရအတွက်စလာပါပြီကာဒီနယ်တွေကဒီဗာတီကန်မှာအားလုံးရောက်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်ကာဒီနယ်တွေကအစီဝေးထိုင်ပြီးတော့เนาะကဲပူရမင်းကြီးပြန်အတိတ်တပါရွေးချယ်ခြင်းအကြောင်းကိုတို့ကစတင်ပြီးမှလှုပ်ဆောင်ကြရတော့မှာဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုရင်ကာဒီနယ်တွေဆိုအခုဆိုတော့138ပါလောက်เนาะရှိတယ်အဲ့ဒီထဲမှာအသက်80ကျော်တဲ့ကာဒီနယ်တွေကဒီမဲပေးပိုင်ခွင့်မရှိတော့ဘူးเนาะအခုဆို135ပါလောက်ကနေပြီးတော့မဲပေးကြမှာပေါ့เนาะအသက်80အောက်ကာဒီနယ်တွေကမဲပေးမှာဖြစ်တယ်ဘာလို့အသက်80ကျော်တွေကိုမပေးခိုင်းလို့တလဲဆိုရင်ခုနပြောသလိုညာရီတွေရထုံထိုင်းလာနိုင်တယ်တခုခုကိုကောင်းမွန်စွာရွေးချယ်နိုင်ခြင်းမရှိကြလို့လားလဲဖြစ်မှာပေါ့เนาะအဲကြောင့်အသက်80အောက်ကာဒီနယ်တွေကိုပဲဒီပူရမင်းကြီးအတိရွေးချယ်တဲ့နေရာကိုသူတို့ပါဝင်စေတာဖြစ်တယ်အသက်80ကျော်ရင်တောင်မှလာတော့ထိုင်ပြီးတော့တော့ဆွေးနွေးပြီးတော့ပါဝင်လို့ရတယ်ဒါပေမဲ့တရားဝင်မဲပေးပိုင်ခွင့်မရှိတော့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုသူတို့ကတော့ conclave လို့ခေါ်တယ်ပေါ့နော်ဒီကရတော့ with the keys တဘောကတော့ Sistine Chapel လို့ခေါ်တဲ့ဖခင်ကျောင်းတစ်ခုမှာသူတို့တော့ကအလုံးဝပစ်ပြီးတော့အထဲမှာသူတို့အောင်ပြီးတော့ mixer တရားပူဆိုချင်းနဲ့စားပြီးတော့မစားပြီးရင်သူတို့ဒီကျန်းစာပေါ်မှာတဘောကတော့ပေါ့နော်လက်တင်တဲ့အနေအထားနဲ့ဂျင်းနေဆိုတာထက်ပေါ့နော်ဗါတဲ့တစ္ဆာပြုတာပေါ့နော်ဂျင်းနေမဟုတ်ပါဘူးတစ္ဆာပြုပြီးတော့ဒီအကြောင်းအရာတွေကိုငါအပြင်ပကဘာကိုဒူများကိုပြောပြခဲ့ရင်ဒါအဲ့ဒါဟာမျိုးမှာပြောပြအောင်ပေါ့နော်အဲ့လိုပြောပြမိခဲ့တော့အတင်းတော်ကနေ excommunication ဆိုတဲ့အပြစ်တွေနော်ပြောချင်တာကအတင်းတော်ကနေမောင်းထုတ်ခြင်းခံရမယ်ဆိုတဲ့တတိပေးခြင်းတွေနဲ့အတူတူတို့ကတစ္ဆာပြုခြင်းလုပ်ပြီးတော့ဒီပူရမင်းကြီးအတိရွေးချယ်ခြင်းမှာတို့ကနေပြီးတော့တွားထိုင်ကြတာနော်တို့ကတော့တွားထိုင်ပြီးတဲ့အချိန်မှာ mixer တရားလည်းဆူတောင်းခြင်းနဲ့စားတယ် mixer တရားပူဇော်ခြင်းလုပ်တယ်ပြီးတော့ cardinal တွေထိုင်တယ်တုံးကျင်တို့မဲရွေးပါလိမ့်မယ်မဲရွေးတဲ့အခါကျတော့တို့တွေကဘာလုပ်မှလဲဆိုရင်ပထမရက်မှာဆိုရင်တခါဒီမဲပေးခြင်းပေါ့နော်လုပ်ကြမယ်ပြီးတော့နောက်2ရက်မှာမနေ့ညနေမှာလည်းပြန်ပြီးတော့ဒီမဲပေးမယ်တုံးကျင်လုပ်ကြမယ်ပေါ့နော်မဲပေးကြတာပေါ့နော်အဲ့ဒါပြီးရင်မဲကိုရေမဲတက်ဆိုင်တဲ့တာဝန်ရှိတဲ့လူတွေကတွားရောက်ပြီးတော့ရေတွက်ရပါတယ်ရေတွက်ရတဲ့အချိန်ကျတော့ရေတွက်ခြင်းတွေပြုလုပ်ရပါတယ်နော်အဲ့တော့ရေတွက်ခြင်းတွေပြုလုပ်တဲ့အချိန်မှာဆိုရင်လည်းတက်တေတွေရှိရမယ်တဦးတယောက်က
လုတ်လို့မရဘူးတက်တည်တွေနော်အနည်းဆုံး2ယောက်3ယောက်တာဝန်ရှိတဲ့လူတွေကစောင့်ကြည့်ရပါမယ်သူတပြည့်ထူးခြားတာကဒီ cardinal တွေကနေပြီးမပူရမင်းကြီးအတိရွေးချယ်တဲ့အချိန်မှာဆိုရင်လုံးဝပြင်ပကဘာနဲ့ဆက်သွယ်ဖြတ်ရပါတယ်မီဒီယာတွေနဲ့လည်းတွေးလို့မရဘူးဖုန်းတွေဆက်ဖုန်းတွေနဲ့လည်းဆက်သွယ်လို့မရဘူး Wi-Fi တွေအားလုံးကိုသူတို့ Vatican မှာအကုန်လုံးပိတ်ထားရတယ်ဘယ်သူကမှဒီဟာတွေကိုဘယ်နိုင်ငံကဘယ်သူများပူရမင်းကြီးဖြစ်လာမလဲဘယ်သူအကြောင်းများဆွေးနွေးနေကြတယ်လဲဆိုတာမသိရလေအောင်အကုန်လုံးပြင်ပကဘာနဲ့ဒီလိုလုပ်ရတယ်အစားအသောက်တောပို့တယ်ဒါဝန်ရှိတဲ့လူတွေကလွယ်တော့ဘယ်သူမှအတော်လို့မရအစားအသောက်တောင်မှအထက်ကိုဝင်လို့မရဘူးတော့ထားပေးရုံပဲသူတို့စားမဲ့ချိန်မှာစားမယ်ပြီးတော့စုတောင်းမယ်မဲပေးမယ်ဒီလိုလုပ်ရတာနော်လောကကြီးမှာလူတိုင်းကစိတ်ဝင်စားတယ်အဲ့ဒါဒီကျွန်တော်မြန်မာသုံးနေဆိုရင်မေခွန်ပေါက်တော့ရဆိုရဟာမျိုးပေါ့နော်တရားဝင်ဒီမှာထော်လာသေးပေးနဲ့တဦးတယောက်စီကနေပါစကနေဂျားပေါက်တော့တာမျိုးမဖြစ်အောင်ပေါ့နော်ဒါတွေချင်းချင်းတကယ်တော့လူတိုင်းကဒီပညာရှင်တွေကလေဒီမီဒီယာမျိုးစုံနဲ့ hacker တွေကနေပြီးတော့အဲ့ဒါကိုလုတ်ချင်တယ်ခုချိန်ဒီဘယ်သူမှဒါကိုမဖမ်းနိုင်ဘူးတလားတကယ်ကိုထူးခြားတဲ့အရာတွေဖြစ်တယ်လုံးဝပြင်ပကိုမပေါက်ကြဘူးမီဒီယာတွေနဲ့တွေ့တော့မရဘူးသတင်းစာတွေနဲ့လည်းချိတ်ဆက်လို့မရဘူးလုံးဝဘယ်သူနဲ့မှပြင်ပကဘာနဲ့ဒီမဲပေးတဲ့ cardinal တွေကတော့ပတ်သက်လို့မရဘူးပေါ့နော်အဲ့လိုတော့ပတ်သက်ရင် excommunication တို့ထိနိုင်တဲ့အနေအထားမှာလည်းရှိတာပေါ့နော်ဆိုတော့အဲ့လိုနဲ့ဒီရွေးကောက်ချင်းအစီအစဉ်ကိုတို့ဆူတောင်းခြင်းနဲ့တို့စားတယ်အဲ့လိုတို့စားတဲ့မဲတွေအားလုံးပေးတော့ပြည့်တဲ့ပိုင်းမှာသူတို့တို့တွေကတော့ cardinal တွေကတော့တီးမှာပေါ့သူတို့ကျွန်တော်အတင်းတို့မှာဘာလိုအပ်နေတယ်အခုကက်သလစ်အတင်းတို့အနေနဲ့ဘာဆူတောင်းနဲ့တွားရင်ဘယ်ဟာကပိုပြီးမှအကောင်းမယ်စသဖြင့်သူတို့လေးတွေကတော့ဆွေးနွေးမှုလေးတွေလို့ရှိတာပေါ့ဒါပေမဲ့တခါတလေသူတို့ဆွေးနွေးတဲ့အရာနဲ့ဖြစ်လာတဲ့အရာရွေးကောက်ချင်းခံရတဲ့ပူရမင်းကြီးရဲ့ဘယ်လိုပြောမလဲကိုဒီအားတာယာကမတူကြဘူးပေါ့နော်တို့ဒီကျွန်တော်တို့ပူရမင်းကြီး Francis ဆိုရင်တော့အပေခံလူသားတွေစင်ရဲသားတွေနော်အားလုံးကိုချစ်တဲ့ပူရမင်းကြီးဆိုပြီးမနာမည်ကြီးတာပေါ့နော်တကယ်အပေခံရတဲ့လူသားမျိုးနွယ်တွေစင်ရဲသားတွေခက်ခဲတဲ့လူတွေဒီတဘာဝလောကကြီးကိုထင်းချင်းနဲ့ပတ်သက်ပြီးတော့သူကနာမည်ကြီးတဲ့ပူရမင်းကြီးဖြစ်တယ်ဆိုတော့ပူရမင်းကြီးတဘာတိုင်းမှာမတူညီတဲ့အရေးချင်းတွေတော့ရှိကြတာပေါ့နော်ဆိုတော့တပိုးကတော့သူကက်သလစ်အတင်းတို့ကတော့ဒီကာလမှာဘာကအရေးကြီးဆုံးစသဖြင့်ကတော့ဒီပူရမင်းကြီးရှိနေတုန်းကလေးလူတွေကတော့ဆွေးနွေးမှုတိုင်ပင်မှုတွေကတော့ရှိပြီးသားဒါပေမဲ့ရွေးကောက်လာတဲ့ချိန်မှာအဲ့လိုစစ်သားရှိတဲ့ပူရမင်းကြီးပဲရွေးကြနော်ဆိုတော့ဂျိုတင်ပြီးမှ promote လုပ်လို့မရဘူး။အခုငါတို့ကဘာကြီးမှာဒီ kick စားရပြဿနာတက်နေတာမလို့ဖြစ်တာတော့ကြောင့်ဥပမာစစ်ပွဲတွေများနေတဲ့အတွက်ကြောင့်စစ်ပွဲတွေကိုရနိုင်အောင်ငင်းချမ်းရေးကိုလုပ်နိုင်မဲ့ပုဂ္ဂိုလ်မျိုးကိုရွေးရအောင်နော်ဆိုပြီးမှ cardinal တွေဆွေးနွေးလို့မရနော်။အခြေအနေတွေကတော့သူတို့ကဒီပူရမင်းကြီးအသက်ရှင်ကြတဲ့သူတို့ကဆွေးနွေးတယ်ခေတ်ကာလဘယ်လိုရှိလဲဆိုတော့ဆွေးနွေးမယ်ဒါပေမဲ့တကယ်ရွေးကောက်ပွဲမှာကြားရင်သူတို့ရဲ့စိတ်ဆန္ဒနဲ့ဘယ်သူတူတယောက်ရဲ့လှုပ်ဆော်မှုဘယ်သမတာရဲ့ဘယ်နိုင်ငံရဲ့လှုပ်ဆော်မှုဥပမာအမေရိကန်ကလည်းဟာငါတို့အမေရိကန်နိုင်ငံသားတပါးကိုကာဒီနယ်ကိုပဲပူရမင်းကြီးခံပေးကြဖို့လုပ်ပါမယ်စားတဲ့ဖြစ်နေအောက်ကနေဟိုထောက်လို့မရဘူးဥပမာဒီပြင်သစ်ကလည်းပြင်သစ်သမတာလည်းငါတို့ပြင်သစ်နိုင်ငံကကာဒီနယ်တပါးကိုပဲပူရမင်းကြီးအဖြစ်ရွေးပေးဖို့လှုပ်ဆော်ပေးပါစားပဲဒီနဲ့မှဘယ်လောကတကပါလူသားပဲသမတာမှာအဲ့ဒါမျိုးကိုတွားပြီးမှဘယ်လိုပြောမှာလဲဒီ compromise လို့ခေါ်တယ်တွားရောက်ပြီးမှချိန်ထိုင်းတာမျိုးလုပ်လို့မရဘူးเนาะဆိုတော့သူတို့ရဲ့စိတ်နဲ့သူတို့မှရှိတဲ့အတိုင်းဘယ်သူပူရမင်းကြီးဖြစ်တဲ့နဲ့ဒီပေတူရဲ့အရာဆက်ခံတဲ့ပုဂ္ဂိုလ်အနေနဲ့ဘယ်သူဖြစ်တဲ့နဲ့ဆိုတဲ့အရာကိုသူတို့ယုံကြည်စိတ်ချစွာနဲ့သူတို့စိတ်နဲ့ရဲဖန်ကန်စွာနဲ့ဆုံးဖြတ်ပြီးတော့မဲလီကိုချသူတို့အဲ့ဒီကာဒီနယ်ရဲ့နာမည်ကိုသူတို့ချရပါတယ်เนาะမဲပေးရပါတယ်ရေးရပါတယ်အဲ့ဒါမဲကိုကောက်လာတဲ့ချိန်မှာအနိုင်ရမယ့်ပူရမင်းကြီးဖြစ်လာမယ့်လူကနေဆိုတော့သုံးပုံမှာထက်ပုံနဲ့အနိုင်ရမှာဖြစ်ပါတယ်เนาะဆိုတဲ့အခါကျတော့အဲ့လိုမပြည့်ဘူးဆိုရင်ဒါရွေးကောက်ခြင်းကမအောင်ဘူးပေါ့เนาะဆိုတော့အတိတ်တို့ရွေးမယ်အဲ့လိုမျိုးရွေးနေတဲ့အချိန်မှာဆိုရင်ဘာတွေလာမလဲဆိုရင်ဒီဗာတီကန်ရဲ့ဒီ income ပုံမှာเนาะဒီမီခိုလေးတွေထွက်လာမယ်เนาะမီခိုလေးတွေထွက်လာမယ်အဲ့ဒီမှာဆိုရင်ဘယ်လိုတွေထွက်လာမလဲအမဲရောင်တွေနဲ့ထွက်လာမှာဖြစ်ပါတယ်အမဲရောင်တွေနဲ့ထွက်လာတာဆိုတပိုးကတော့ကျွန်တော်တို့ပူရမင်းကြီးတို့ရွေးတယ်ဒါပေမဲ့မအောင်မြင်သေးဘူးအခုန3ပုံ2ပုံမရတာဖြစ်เนาะဒါမှမဟုတ်ရင်ပူရမင်းကြီးကတော့နာမည်တော့ထွက်သွားပြီးတယောက်ကိုတော့သူတို့ရွေးချယ်တယ်ပေါ့လေ
ဒါပေမဲ့အဲ့ဒီလူကကျွန်တော်မလက်ခံနိုင်ဘူးတီတာဝန်ကြီးကိုတော့ကျွန်တော်မလက်ခံပါရစီစတဲ့ဖြစ်ညင်းတဲ့အခါကျတော့တို့တွေကပြန်ရွေးရပြန်ရောနော်အဲ့ကြောင့်ကျွန်တော်အဲ့ဒီကာလာတွေဖြစ်အဲ့ဒီချိန်လေးမှာဆိုရင်အမြဲတမ်းမိခိုးရောင်ပဲမိခိုးရောင်ကအမဲရောင်နဲ့ထွက်လာမှာဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုဒီတယောက်ကိုတို့ကသုံးပုံနဲ့ပုံနဲ့လဲမဲအရေးတော့နဲ့လဲရတော့ပြီပူရမင်းကြီးဖြစ်ဖို့လဲတို့ကနေပြီးတော့ဒီရွေးမဲအရာရွေးကောက်ချင်းခံရလာပြီဆိုရင်အဲ့ဒီမှာတက်ဆိုင်တဲ့ကာဒီနယ်ရဟန်းအမ3ပါးနေပြီးတော့သူ့ကိုမေးမြန်းရမယ်ဘယ်လိုမေးမလဲဆိုရင်ဒီဟန်ကယောသားဆိုနဲ့ဒီကာဒီနယ်တွေရဲ့ဒီရွေးချယ်တဲ့ဒီပူရမင်းကြီးဖြစ်ဖို့ဒီသူတို့ရွေးချယ်တဲ့အရာကိုတင်လက်ခံပါသလားဆိုပြီးတော့မေးမြန်းမှာဖြစ်ပါတယ်အဲ့လိုမြင်းများတဲ့အချိန်မှာသူ့မှာလည်းသူ့စံတာအလျောက်ပေါ့နော်ငါညင်းပယ်ပါတယ်ကျွန်တော်တို့မဖြစ်နိုင်ဘူးကျွန်တော်မလုပ်နိုင်ဘူးတီတာဝန်ကိုမနိုင်ဘူးစသဖြင့်သူ့ရဲ့အလိုအလောင်းနဲ့ညင်းပယ်ပိုင်းခွန်နဲ့ရှိပါတယ်အဲ့လိုညင်းပယ်ဆိုရင်အခုနပြောတဲ့တော့သူတို့ပြန်ရွေးကောက်ရမှာဖြစ်တယ်ဒါပေမဲ့မညင်းပယ်ပဲနဲ့ဟုတ်ပြီတီတာဝန်ကိုကျွန်တော်လက်ခံပါမယ်ဆိုပြီးတော့ပြောတဲ့ချိန်ကနေစပြီးတော့သူကပူရမင်းကြီးဖြစ်သွားပြီချက်ချင်းဘာကိုမေးမလဲဆိုရင်ဒါဆိုရင်နေပူရမင်းကြီးတပါးအနေနဲ့နေ့ရဲ့နာမည်ကိုဘယ်လိုခေါ်မလဲစသဖြင့်ပေါ့နော်ဟိုမှာပူရမင်းကြီး Benedict ဆိုရင်တော့Ratzinger နော် Joseph Ratzinger ဖြစ်ခဲ့တာပေါ့နော် Ratzinger Joseph ဖြစ်ခဲ့တာပေါ့ဒါပေမဲ့ပူရမင်းကြီးပြည်လာတဲ့အချိန်မှာ Benedict 16ကိုယူတာပေါ့အဲ့လိုမျိုးအခုပူရမင်းကြီးFrancis ကလည်း Pagorio ထင်တယ်သူ့နာမည်ပေါ့နော်အဲ့ဒီအစားသူကပါပြန်ယူတယ် Francis ရဲ့ဒီဟန်တာ Francis ရဲ့နာမည်ကိုပြန်ယူပြီးတော့ Pope Francis ဖြစ်လာတယ်ဆိုတော့နာမည်သူတို့ကပြောင်းလာရတယ်အဲကြောင့်ဒီတက်ဆိုင်တဲ့ရဟန်းအမ3ပါးနေပြီးတော့မင်းများမှာဒါဆိုရင်ပူရမင်းကြီးလည်းလက်ခံပြီးဆိုတော့အဖြစ်လက်ခံပြီးဆိုတော့နေ့နာမည်ပါတော့မလဲဆိုတော့သူတို့မင်းမှာဖြစ်တယ်အဲ့ဒီအားလုံးကိုစာတန်နဲ့တေချာလေးကိုမှတ်တမ်းမှတ်ရအားလုံးနဲ့ရေးသွားရမှာနှုတ်နဲ့မှတ်တမ်းမှတ်ရတွေနဲ့မင်းများသွားကြရမှာဖြစ်တယ်လူတွေလည်းတိအောင်အဲ့ဒီမှာရှိတဲ့တာဝန်ဒီရွေးကောက်ချင်းမပါအောင်တဲ့လူတွေကလက်တိအောင်မြင်တာအောင်ပေါ့နော်ဒါကိုသူတို့လုပ်ရမှာဖြစ်တယ်ပြောတဲ့အရာတွေကိုလည်းတေချာမှတ်တမ်းတင်ထားရမှာဖြစ်တယ်အမှဥပမာဆိုရင်တော့ဒီကာဒီနယ်တပါးကသူ့နာမည်အရင်ကတော့John ဖြစ်တယ်ဆိုပါစို့Johan ဖြစ်တယ်ဆိုပါစို့သူကနေပြီးတော့ပူရမင်းကြီးJoseph ပေါ့ပူရမင်းကြီးဘာပေါ့နာမည်ပြန်အတိကိုသူကပြန်ယူလာဘာကြောက်လဲဆိုတော့ဒီအကြောင်းအရာဘာကြောက်နာမည်အတိကိုယူရတာလဲဆိုတော့နံပါတ်1ပေတရုကိုပဲကြည့်ပေတရုကတာမန်တငါတယ်လေးဖြစ်တဲ့အချိန်မှာသူ့ရဲ့ငယ်နာမည်ကပါလဲဆိုတော့Simon ဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကနေပြီးတော့ခရစ်တော်ရဲ့တိုးတွေကိုကြီးကျူးဆောင်ရှောက်ဖို့ရအတွက်ခံထားတာလဲခံထားဖို့ဖြစ်နော်ခရစ်တော်ကနေပြီးတော့သူ့ရဲ့ပုံမှာအတင်းတော်တည်ထောင်ဖို့ခံထားတာလဲအချိန်မှာကောင်းကင်နိုင်ငံတော်တို့ကိုလည်းပေးလာတဲ့အချိန်မှာတဲ့အခန်းကြီး16-19မှာပေါ့နော်ရှင်ယောဟန်အခန်းကြီး27မှာပေါ့တာဝန်ကိုအတင်းတော်အတွက်ခရစ်တော်အတွက်တာဝန်ကိုပေးလာတဲ့အချိန်မှာကြတော့သူကနေပြီးတော့စီမုန်ကနေပြီးတော့သူ့နာမည်ကိုပေတရုဆိုပြီးတော့ကြောက်ဆိုပြီးတော့နာမည်ပြောင်းပေးလိုက်တာဖြစ်ပါတယ်အဲ့အကြောက်ပါအဲ့ကြောင့်ပူရမင်းကြီးတွေကအခုသူတို့ကာဒီနယ်ပေါ်ကနေသူတို့ရတဲ့နာမည်ကိုပူရမင်းကြီးရလာတာနဲ့ခရစ်တော်ရဲ့တိုးထင်းဖြစ်လာတာနဲ့ပေတရုရဲ့ဆက်ခံမဲ့လူဖြစ်လာတဲ့တပြိုင်နဲ့သူတို့လည်းနာမည်အတိကိုယူရပါတယ်เนาะသူတို့အမတိုင်ခင်ကဒီပူရမင်းကြီးတွေရဲ့နာမည်တွေယူနိုင်တယ်ဥပမာခုတက်လာတဲ့ပူရမင်းကြီးအတိကအခု Francis ရဲ့နေပုံထိုင်ပုံကိုကြိုက်တယ်သူ့ရဲ့အလုပ်တွေကိုလည်းဆက်လက်ပြီးမှလုပ်ချင်တယ် Pope Francis ရဲ့အလုပ်တွေကိုလည်းကြိုက်နေတဲ့သူ့လိုပဲစံတာရှိတယ်ဆိုရင်တော့ Francis the second နဲ့ဖြစ်သွားနိုင်တာပေါ့နော်အဲဆိုတော့အခု Francis ကတော့ the first ဖြစ်သွားမှာပေါ့အခုတက်လာမယ့်ပူရမင်းကြီးကသူ့နာမည်ကို Francis ပြန်ယူတယ်ဆိုရင်တော့ Francis the second ဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့ဒါတော့ကျွန်တော်တို့အဲ့လိုပူရမင်းကြီးကိုရွေးချယ်တာဖြစ်တယ် alright အဲ့ဒါပြီးပြီဆိုရင်နံပါတ်6အနေနဲ့ဆိုရင်ကျွန်တော်ပါလာမယ်ဆိုရင်အဲ့မှာတက်ဆိုင်တာကာဒီနယ်အမတ်ကနေပြီးတော့ဒီအဲ့ဒီချင်းတွေမှာဆိုဗာတီကန်နန်တော်မှာထက်တင်းနဲ့နော်လူထက်တင်းတုံးတင်းစားရဖြစ်စုပြီးတော့ပြည်နာနေပြီးတော့တကဘာလုံးကလည်းမီဒီယာနဲ့ဖြစ်မီဒီယာဆိုတာဘယ်လိုပူရမင်းကြီးဖြစ်လာမလဲဘယ်နိုင်ငံသားဖြစ်မလဲဒီနိုင်ငံသားဖြစ်နိုင်တယ်အခုဆိုတော့ဒီမနီလာနိုင်ငံကကာဒီနယ်တပါးဆိုနာမည်ကြီးတာပေါ့နော်ပြီးတော့ဂျေရုဆလင်မြို့ရဲ့ကာဒီနယ်တပါးလည်းနာမည်ကြီးတာပြီးတော့ဒီဥရောပတိုက်ထဲမှာနာမည်ကြီးတယ်အမေရိကတိုက်ကနာမည်ကြီးတယ်အာဖရိကတိုက်ကနာမည်ကြီးတယ်
ကာဒီနယ်တွေရှိတယ်လေဘယ်လိုဖြစ်နိုင်ချင်းရှိတယ်လူတွေကတော့သူတို့အထင်တွေကတော့အမျိုးဆုံးသတင်းစာမီဒီယာတွေနဲ့ပြောနေကြတာပေါ့လေနော်အဲ့လိုနဲ့စောင့်နေကြတယ်စိတ်ပါဝင်ဆိုဆူတောင်းရင်းနဲ့စောင့်နေကြအဲ့လိုရွေးကောက်ပွဲအချိန်မှာကက်သလစ်အတင်းတော်ကြီးကလည်းနောက်ကနေဆူတောင်းစစ်မှန်တဲ့အတင်းတော်ခရစ်တော်ရဲ့တင်းတော်ကိုဦးစီးဦးဆောင်နိုင်မဲ့လူစစ်မှန်တဲ့ခရစ်တော်ကိုတိုင်ကနေပြီးတော့စစ်မှန်တဲ့ပိုရမင်းကြီးတပါအတိတ်ကိုပေးဖို့ကျွန်တော်တို့လည်းဆူတောင်းခြင်းတွေလည်းလုပ်နေတာပေါ့အဲ့လိုနဲ့ပဲเนาะကျွန်တော်တို့ကနေပြီးတော့ဆူတောင်းရင်းနဲ့တို့လည်းရွေးကောက်ပိုရမင်းကြီးအတိတ်ကိုရွေးရင်းနဲ့အဲ့လိုနဲ့ဒီတို့ဒီဘူယာမင်းကြီးအတိတ်ရွေးချက်ချင်းကိုလုပ်ကြတာပေါ့အခုနဖာရာပြောဖို့မိတ်တော့ပေါ့เนาะဘူယာမင်းကြီးကနေပြီးတော့သူကဒီတာဝန်ကိုငါလက်ခံပါမယ်ဆိုပြီးမှသူလက်ခံတော့တဲ့ချင်းရဲ့ပြီးတော့သူ့နာမည်ကိုရွေးတော့ပြီဆိုရင်ချက်ချင်းပါဖြစ်လာမလဲဆိုရင်အခုနကျွန်တော်တို့ပြောနေခဲ့တဲ့အမြဲတမ်းမီးခိုးရောင်အမဲရောင်ထွက်လာလေးရှိတဲ့မီးခိုးရောင်ဟာဆိုရင်ဓာတုဒီစီတစ်ခုခုထည့်ပြီးတော့တို့ကမဲလစ်တွေကိုနော်မဲလစ်တွေကိုတို့ကburn မှာပေါ့နော်မီးရှို့မယ်ထည့်မယ်ပေါ့နော်အစားပိုင်းကဟာလေလေမအောင်မြင်တဲ့မဲတွေဒီမအောင်မြင်ဘူးဆိုတဲ့ဟာကသုံးပုံထဲပုံမှာဖြစ်ခဲ့တာဖြစ်အရွက်ကောက်တော့ခံရပေမဲ့အဲ့ဒီလူကအဲ့ဒီကာဒီနယ်မလက်ခံတော့ဖြစ်အဲ့ဒီမဲတွေကြတော့လေအမဲရောင်ထွက်လာတယ်ဆိုတော့တို့တာတုပစ္စည်းစီတစ်ခုခုနဲ့လူပြီးတော့မီးရှို့တဲ့ခါကျအမဲရောင်ထွက်လာတာဒါပေမဲ့ခုပိုရမင်းကြီးကလက်ခံလာရင်မဲကလည်းသုံးပုံထဲပုံရပြီးတော့သူကိုယ်တိုင်ကလက်ခံလာပြီဆိုရင်ခုနအဲ့ဒီဟာကိုတတုဒီစီတစ်ခုခုနဲ့လူပြီးတော့အဲ့ဒီမဲလေးတွေကိုမီးရှို့တဲ့အချိန်မှာအဖြူရောင်နဲ့ထွက်လာဆိုတော့အဲ့ဒီဟာကနောက်ဆုံးကြတော့ဒါကဘာကြီးကိုစကားပြောတဲ့တက်ဒီအတေဂေတာတစ်ခုပါပဲရှင်းပြောတာအဲ့ဒီဟာတွေ့တာနဲ့ပြိုင်တဲ့ကဘာကြီးကဘာတိတော့ပဲလေပိုရမင်းကြီးအတိရပြီပိုရမင်းကြီးအတိရပြီဆိုတဲ့ဟာကိုသူတို့ကတိတော့တာဖြစ်ပါတယ်ဆိုတော့ပိုရမင်းကြီးရပြီဒါပေမဲ့လူတွေကမတိသေးဘူးဘယ်နိုင်ငံကလဲဆိုတော့သူတို့မတိသေးဘူးဘယ်သူဖြစ်မလဲနာမည်ဘာဖြစ်မလဲဆိုတာမတိသေးဘူးပေါ့နော်ဆိုတော့မင်းခိုးထွက်လာပြီဆိုတော့ဒါပိုရမင်းကြီးရပြီပိုရမင်းကြီးအတိရွေးချက်ချင်းကအောင်မြင်တော့ပြီဆိုတဲ့အရာကတော့သူတို့အားလုံးကလက်ခံတော့ဝမ်းတာတယ်တင်းကောင်းပေါ့လေအဲ့ဒီဟာကိုလက်တွေ့အကောင့်ထဲပုံမဲ့အရာကတော့နံပါတ်6အချက်မှာ habemus papam ဆိုတဲ့လာတင်ဘာသာစကားနဲ့ဆိုရင် we have the pope ပေါ့နော်ကျွန်တော်တို့မှာပိုရမင်းကြီးရပြီဆိုတဲ့ပေါ့နော်ငါတို့မှာပိုရမင်းကြီးရှိပြီဆိုတဲ့သတင်းစကားလေးကိုကြီးညာမဲ့တက်ဆိုင်တာဂါဒီနယ်အမတ်ကနေပြီးတော့ဟိုးဗာတီကန်ဖယားကျောင်းကြီးရဲ့ရင်ပြင်ငါစောင့်နေတဲ့လူတွေအတွက်ဒီပြတင်းပေါက်ကနေထွက်လာပြီးတော့သူကကြီးညာလာလဲချိန်မှာဘာပြောမလဲငါတို့မှာပိုရမင်းကြီးရပြီ habamus papam ပေါ့နော်ငါတို့မှာပိုရမင်းကြီးရှိပြီသူကတော့သူရဲ့ကာဒီနာနာမည်ကဘာပြောမယ်သူ့နိုင်ငံကတော့ဘယ်နိုင်ငံဆိုတဲ့အားတွေပြောမယ်အခုသူ့ရဲ့နာမည်ကတော့ဘာဖြစ်မလဲပေါ့နော်ဒီနာမည်ကိုယူမှာဖြစ်ပါလေပိုရမင်းကြီးဘယ်သူဖြစ်မယ်လဲဖြစ်ပါတယ်စသဖြင့်သူကဂျင်ညာတော့မှာဖြစ်ပါတယ်ဒါတော့အဲ့ဒီမှာအဲ့ဒီဂျင်ညာတဲ့တပြိုင်နဲ့သူပြန်အထဲကိုပြန်ဝင်တော့ရတယ်ပိုရမင်းကြီးအတိတ်ကဝင်လာပြီးတော့သူ့ရဲ့အဆောင်အယောင်ဒီတင်ကန်းတွေအားလုံးဝတ်ဆင်ရမယ့်အရာတွေအားလုံး ready တို့ပြင်ပေးထားပြီလေနော်ထွက်လာပြီးတော့ကဘာကြီးကိုကောင်းကြီးပေးမယ်ဗာတီကန်ရင်ပြင်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုကောင်းကြီးပေးမှာဖြစ်ပါတယ်ပထမအဆုံးကောင်းကြီးပေးပြီးတော့ပထမအဆုံးဒီဂျေဆုတင်စကားပြောခွန်စကားဆက်တာစကားပြောဖို့ပေါ့နော် blessing ဖခင်ကိုဂျေဆုတင်တဲ့စကားပြောဒီကဘာကြီးကိုကောင်းကြီးပေးရင်လည်းစကားသူပြောချင်တယ်ပြောမယ်မပြောချင်ဘူးဆိုရင်ကောင်းကြီးတယ်လည်းပြီးတော့ပြန်ဝန်တော့တာမျိုးရှိမှာပေါ့နော်ဆိုတော့ခုနပြောတော့ဒီကာလမှာပိုရမင်းကြီးအတိတ်ကနေပြီးတော့ငါတီတာဝန်ကိုလက်ခံတယ်ဆိုပြီးမှစကားမပြောမချင်းအတင်ကာလမှာကျွန်တော်ဂါဒီနယ်တွေကတက်ဆိုင်တဲ့ဂါဒီနယ်အတီးတီးကနေပြီးတော့တာဝန်အတီးတီးကနေဌာနအတီးတီးကနေဂါဒီနယ်တွေကရိုမာမြို့မှာဗာတီကန်နန်းတော်ကိုသူတို့ကတာဝန်ယူဆောင်ရွက်ရတယ်ဒါပေမဲ့သူတို့ကအဲ့ဒီချိန်မှာသူတို့ဘာမှပိုရမင်းကြီးကဲ့သို့အခွင့်အာဏာမရှိဘူးသူတို့တွေကခဏလေးစောင့်ပေးတဲ့တဘောပေါ့နော်ခဏလေးဘယ်လိုပြောမလဲဒီဗာတီကန်နန်းတော်ကိုခဏလေးစောင့်ပေးတဲ့တဘောပေါ့နော်ပိုရမင်းကြီးဆုံးပါတော့တဲ့အချိန်ကနေပြီးတော့ကျွန်တော်တို့က vacancy လို့ခေါ်တယ်ပိုရမင်းကြီးရဲ့ယာထုဟာခဏလေးရနာတော့တယ်ရနာတော့တဲ့အချိန်ကာလမှာကြီးတက်ဆိုင်တဲ့ကားတဲ့အမတ်တွေအလုပ်လုပ်တယ်ဒါပေမဲ့သူတို့တွေကအတင်းတော့ဘာမှ decision ချလို့မရဘူးဘာမှသူတို့ဆုံးဖြတ်ချက်တယ်မရှိဘူးဒါကတက်လာတဲ့ပိုရမင်းကြီးအတိတ်ကနေပြီးမှလုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဒါတော့ဘယ်လိုပုံစံနဲ့ကျွန်တော်တို့ကက်သလစ်အတင်းတော်မှာအခုချိန်ဒီ266ပါရှိလာတဲ့အဆက်
ဘယ်လိုနဲ့အဆက်ဆက်ဒီပိုရမင်းကြီးအတစ်ကိုရရှိတော့တယ်လေပြီးတော့ပိုရမင်းကြီးတွေရဲ့အာတုပါကိုကျင်းပါတယ်လေဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဖာနာမာတင်ကနေပြီးတိတလောက်ပြောပြတော့တာဖြစ်ပါတယ်ဖာနာမာတင်ဒီအတုံးထုံးတွေကတော့လာတင်တို့အတုံးထုံးတွေပါညာနဲ့ဆိုတော့တခါနဲ့ပါတာပြန်တာတွေလောရမလေးတွေရှိခဲ့တယ်အဲ့ဒါကိုလည်းခေါ်လာကြပါတော့ဒါတော့ဘဟုတုတအနေနဲ့တိတလောက်မှတ်တလောက်လေးနဲ့ပြောပြခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီချိန်မှာခုနဖာတာပြောတယ်လို့ပိုရမင်းကြီးရဲ့စာပနာအခမ်းအနားလာမယ်ရိုမာမျိုးမှာဧည့်သည်တို့တွေအများကြီးတော်မယ်သူတို့ရဲ့ဘေးကင်းလုံခြုံဖို့အတွက်ကျွန်တော်တို့ထူးဆူတောင်းရမယ်ကျွန်တော်တို့ကိုရန်လိုရန်ပြူတဲ့လူတွေအနေနဲ့အဲ့ဒီမှာဒါဥမာမပြောကောင်းမဆိုကောင်းဘုံတလုံးတာအဲ့ဒီဘာတကယ်မှချလိုက်ရင်ဘယ်လောက်ဆိုးမလဲတော့ကာဒီနယ်တွေအကုန်လုံးတောင်းစုတဲ့ချိန်မှာအကုန်လုံးတည်တော့မှာမလွယ်ဘူးလေနော်ညစ်ပတ်ခြင်းနဲ့အရာရှိမကောင်းဆိုးပါစာရဏဆိုးရဲ့ထောက်ဆက်ခြင်းဆိုတာရှိနိုင်တယ်အကြောင်းငါတို့ဘိုးရမင်းကြီးဖန်စီရဲ့စာပနာအခမ်းအနားအောင်မြင်စွာပြီးဆုံးဖို့တကြိုတဲ့အထိအောင်မြင်စွာပြီးဆုံးဖို့ရဲ့ရွေးကောက်ဒီဘိုးရမင်းကြီးအတိရွေးချယ်တဲ့နေရာမှာလဲဂါဒီနယ်တွေလည်းစိတ်ကောင်းနှလုံးကောင်းနဲ့ဖန်ကန်တဲ့ပုဂ္ဂိုလ်ကိုသူတို့လည်းအတတ်နိုင်ဆုံးရွေးပြီးတော့ဖယားတခင်ကလည်းတခင်ခရစ်တော်နေပြီမဲ့ကျွန်တော်ကက်သလစ်အတင်းတို့အတွက်တကယ် type တဲ့နဲ့ဥဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဒီအတင်းတော်အတွက်လိုအပ်နေတဲ့ပုဂ္ဂိုလ်ကိုဖယားတခင်ကိုယ်တိုင်တခင်စုကိုယ်တိုင်ကနေပြီးတော့ခဏပေးဖို့ပေတရုကိုသူရွေးချယ်ပေးခဲ့တယ်လို့သူရရကိုစိုက်ခံမဲ့အခုပူရမင်းကြီးအတိကိုရွေးချယ်ပေးဖို့ကျွန်တော်အားလုံးယုံကြည်သူတွေအားအတွက်ဆုတောင်းဖို့ကျွန်တော်မိစားတရားမှာဖြစ်စစ်ပရိစစ်ချင်းနိုင်ဖြစ်နေ့စဉ်အသက်တာမှာမြတ်ဆုတောင်းခြင်းနဲ့ကျွန်တော်တို့ဘာဝံဖို့ဒီတက်လာမဲ့ပူရမင်းကြီးအတိကိုလည်းစောင့်မျှော်နေကြဖို့လိုအပ်တဲ့အကြောင်းပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယို live လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် God bless you